လက်အုပ်ချီပြီးနောက်ကညီညီလေးဆိုကြအနန္တ၅ပါးကိုရှိခိုးပါ၏ဗျာအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်မေမေနှင်ထုတ်တေးတဘို့ဆိုတဲ့တရားကိုဘုန်းကြီးဟောမှာဖြစ်ပါတယ်ပြည်သားကြီးအခုဟောမှာဘာသာထုတ်ပါလဲမြို့တော်သိမ်းအောင်နဲ့အပြိုင်ဟောခဲ့တဲ့ဇတ်ထုတ်ပေါ့မြို့တော်သိမ်းအောင်ကမြင်းကြံမှာကျုပ်နဲ့18ညတိတိကတုန်းကသူကသွားတဲ့ပြတ်ဇက်ကမိခင်ရွှေလက်တေးပခက်ဒါကြောင့်ကျုပ်ကအဲ့ဒီတုန်းကမေမေနှင်ထုတ်တေးတဘုံဆိုပြီးတော့ဟောခဲ့ဇလန်းစထားရအောင်ကျွတ်တို့သုံးလောကထွတ်ထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုတော်မြတ်သည်ရာဇဂိုဝေလူဝံကြောင်း၌တည်င်းသုံးနေတော်မူသောအခါကုံဘဂောတကတထေးကိုအကြောင်းပြုပြီးတော့ဟောပါတယ်ကုံမဂောတကတထေးလို့ဆိုတာရာဇဂိုကိုအဝေးကရောက်လာတဲ့လူတစ်ယောက်နောက်တော့ဒီဇက်ွက်ပေါ်လာပါလေဇက်ကြောင်းပြန်နဲ့ဟောရရာဇဂိုမြို့ကိုအဝေးကရောက်လာတဲ့လူတစ်ယောက်ဖြစ်တော့မိမိရဲ့ဘိုးဘွားမိဘများပိုင်သောပစ္စည်းများရှိပင်ရှိလင်ကစားလူမသိအောင်ဖုံဖုံဖိဖိနဲ့နေလာခဲ့ငါမိဘများပိုင်ဆိုင်တဲ့ပစ္စည်းသည်ငါမိဘများမရှိတဲ့နောက်ငါပိုင်တဲ့ပစ္စည်းပဲသို့တော်လည်းဒီပစ္စည်းတွေကိုငါပြီးအဝေးကလာတဲ့လူတစ်ယောက်ဖြစ်နေခြင်းကြောင့်ဒီပစ္စည်းတွေထုတ်ဖော်ပြီးသုံးစွဲလိုက်မယ်ဆိုပါကငါအားအရင်တုန်းကမမြင်ဘူးကြတဲ့ရာဇဂိုမြို့သူမြို့သားတွေဟာအခုမှရောက်လာတဲ့ဒီလူသည်ဒီရွှေတွေရလာတယ်ဒီငွေတွေရလာတယ်ဒီပစ္စည်းတွေသုံးစွဲလာတယ်ဆိုရင်ဖြင့်ငါအားနှိပ်စက်ကလူပြုကြလိမ့်မယ်ဒီလိုနှိပ်စက်ကလူမပြုရလေအောင်ငါဒီပစ္စည်းတွေကိုများစွာသောလူတွေအသိမပေးဘဲနဲ့ဆင်းရဲအောင်ဆောင်တာကောင်းတယ်ပစိုးတစ်ထဲကိုဝတ်လို့ပစိုးတစ်ထဲကိုခြုံလို့အိုးမိခင်ဖခင်တို့ကျွန်ုပ်အားအလုတ်ကလေးရှိရင်ပေးကြပါခိုင်းစရာရှိတာခိုင်းကြပါခမညာလို့လှည့်ပတ်ပြီးတော့သူများခိုင်းတဲ့အလုတ်ကိုလုပ်မယ်ဆိုပြီးတော့စရင်ငါလှုပ်ချင်စိတ်အခိုင်းအစေလှုပ်ချင်စိတ်သူများခိုင်းသမျှကိုအကုန်လုံးမယ်ဆိုတဲ့ဒီစိတ်တွေကိုမွေးပြီးတော့လှက်ပတ်ပြီးတော့ဟောလိုက်အိုးမိခင်ဖခင်တို့ကျွန်ုပ်အားခိုင်းစရာရှိတာကိုခိုင်းကြပါကုန်လောဒီတော့မြို့သူမြို့သားအသက်ကြီးတဲ့ပုဂ္ဂိုလ်များကအေးမောင်ရလာလာဒီကိုမင်းကိုအလုပ်ပေးမင်းလုပ်ရမယ်အလုပ်ကတော့ဒီလိုကွငါတို့ကြီးလည်းမပြီးဘူးလူကြီးတွေကိုစုဝေးပြီးတော့ဒီမှာတိုင်ပင်ထားကြပါတယ်ဟောပြောရင်ဆိုရင်နဲ့တယောက်ကစတရားဆိုတာလို့ရောက်လာကြပါကွဒီလူပေါင်းစုံရဲ့ရှေ့မှာမင်းပေးမဲ့တို့အလုပ်တိုင်ပင်ထားတာကမင်းဒီအိပ်ရတဲ့အိပ်နေတဲ့လူများကိုမနဲ့တိုင်းအလုပ်ကိစ္စအဝဝဆောင်ရွက်နိုင်အောင်စီဝါရေးရှာပြီးပင်မလို့အိပ်နေသောသူများကိုနိုးကြအောင်နှိုးတဲ့အလုပ်ကိုမင်းလုပ်ရမယ်အဲ့ရကနှိုးတဲ့အလုပ်တဲ့ဟုတ်ကဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲခင်ဗျမင်းလုပ်ရမှာကတော့အိုးအင်ကြီးရင်တို့ထားတော်မူကြပါခင်ဗျမိမိတို့သွားစရာလာစရာရောင်းစရာဝယ်စရာလုပ်စရာကန်စရာကိစ္စအဝဝတိတ်မောကြပြီးတော့မနေလိုက်ကြပါနဲ့
တောင်သူလယ်သမားများကလည်းနွားစာရိတ်ရန်မြင်းစာရိတ်ရန်နွားကျွေးရန်အထွန်ထွက်ရန်မိမိတို့အလုပ်ကိစ္စတာဝန်တွေလုပ်ကြရအောင်မိမိတို့အိယာမှာအိမ်မောကြပြီးတော့အိမ်မနေကြဘဲနဲ့ကျွန်တော်အတန်ကြားကနိုးကြတော်မူကြပါခင်ဗျာအိမ်ရှင်မဖြစ်သောပုဂ္ဂိုလ်များကလည်းမိမိတို့ဤလင်သားများခရီးသွားရှာဖွေလုပ်ကိုင်တဲ့နေရာမှာချက်ပြုတ်လုပ်ကိုင်ပြီးတော့ကျွေးတဲ့များကျွေးလို့ခရီးသွားတဲ့ချိန်ခါမှာဆောင်းတဲ့နေရာဆောင်းရအောင်အစီအစဉ်ပြုလုပ်၍ထုတ်ထည့်ပေးတော်မူကြပါခင်ဗျာအဲ့ဒီကဲ့သို့မင်းအိပ်ရတဲ့အိမ်မောကြနေတဲ့လူတွေနိုးကြအောင်နှိုးပြီးတော့ကိစ္စအဝဝဆောင်ရွက်เสียရှိတာဆောင်ရွက်နိုင်အောင်တိုက်တွန်းရမယ်အမောင်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တာဝန်ယူပါတယ်ခင်ဗျာကျွန်တော်တာဝန်ယူပါတယ်ခင်ဗျာနဲ့အဲ့ဒါလို့တာဝန်ခံလိုက်တော့အရက်ကစုပြီးတော့သူ့ကိုအိမ်တအိမ်ပေးအိမ်တအိမ်ပေးတော့တယောက်ထဲပေါ့လေအဲ့ဒီအိမ်မှာနေပြီးတော့မနဲ့သောတာရီခွဲလေးနိုင်လောက်ဆိုရင်အိယာကထလို့မျက်နှာကလေးသိလို့အိုးတိုင်သူပြည်သားလူများအပေါင်းတို့အိုးအိမ်ကြီးရင်တို့ယခုအချိန်ဒီကမိမိတို့သွားကြရကိစ္စအဝဝကိုသွားရလာရန်အချိန်တော်ပါသဖြင့်အိယာမှာနိုးကြထတော်မူကြ၍မိမိတို့အိမ်မှုကိစ္စကိုတော်၎င်းမိမိတို့သွားရေးလာရေးရောင်းရေးဝယ်ရေးကိုတော်၎င်းလုပ်ကိုင်ရအချိန်တန်ကြပါပြီခမညာထတော်မူကြပါခမညာအိယာတဲ့ကနိုးကြတော်မူကြပါခမညာညနာတစ်ပြီးတော့မိမိတို့ပြုဝဲကိစ္စအဝဝမိမိတို့မစားခင်ကာလဖျက်ဆွမ်းတော်တင်တန်ဃာတော်ဆွမ်းလောင်းရန်ကိစ္စအဝဝတွေကိုလည်းပြုရင်စီမံခံခွဲတော်မူကြပါခမညာလို့အဲ့ဒါလို့လှဲ့ပြီးអော်တဲ့အတန်ကိုပြိတ္တကြီးတိုင်းပြည်အုပ်ချုပ်သောဘယင်ဗိမိသာရကြားလာဟာကြည်စားဒီယောက်ျားရဲ့အတန်ငါကြားလိုက်ရဆင်းရဲတာမဟုတ်ဘူးဒီလူဆင်းရဲတာမဟုတ်ဘူးပြိတ္တဗိမိသာရမင်းကြီးကဝိသေသထူးခြားတဲ့အချက်တစ်ခုရှိလူတယောက်ရဲ့အတန်ကိုကြားလိုက်ရင် तू သိတယ်မမြင်မဲနဲ့မမြင်မဲနဲ့မမြင်မဲနဲ့အတန်ကိုကြားလိုက်ရရင်ဘသူဆိုတာ तू သိဆင်းရဲသားဆိုတာသိတယ်သထေးဆိုတာသိတယ်နန်းတော်ကမူကြီးမရသေနာပတိဆိုတာသိတယ်စစ်တီဘိုးဘတယောက်ရဲ့အတန်ဆိုတာ तू သိတယ်အယတ်ထဲကအယတ်သူရဲ့အတန်နဲ့နန်းတော်ထဲမှာရှိတဲ့မိမတွေရဲ့အတန်ကိုလည်း तू သိတယ်အဲ့ဒီလိုအတန်ကြားယုံနဲ့သိတဲ့ထူးခြားချက်တစ်ခုဗိမိတာရမှာရှိပြောမဲ့တာပြောရတာအခုခေတ်မြန်ဗိမိတာရရှိရင်အဲ့ဒီအတန်တွေသိမယ်မဟုတ်ပါအတန်ဓုတွေကတဲပေါ်မမြလေးမဟုတ်ခဲနဲ့မမြလေးသာလှုပ်ထားတော့ဗိမိတာရကွာကြကုန်မှာပေါ့နော်ဥသိမ်းမောင်မဟုတ်ခဲနဲ့ဥသိမ်းမောင်တန်းလေးဝင်းဥတန်းမဟုတ်ခဲနဲ့ဝင်းဥတန်းလေးဒါတွေလောက်ထားတော့ဗိမိသာရအခုခေတ်ဆိုရင်အတော်မျက်စိလဲမယ်ပေါ့ကဲရှိသေးတော့လေတရားနာပိသအဲ့ဒီလိုအတန်ကိုသိတတ်တော့ဟောဒီယောက်ျားစီသူများအိမ်ယာကနိုးကြအောင်နှိုးတဲ့အလုပ်သူများခိုင်းစီတဲ့အလုပ်ကိုလုပ်နေတာမှန်တော်လဲသူပြီးဆင်းရဲသားမဟုတ်သိလားဟဲ့မင်းကြီးများဘုရားယခုအော်တဲ့အတန်ဟာဘာလို့လဲဟဲ့မှန်လားပါဗျာကုံဘဂောတကပါဗျာဟဲ့သူကဘာလုပ်တယ်လဲကွမှန်လားပါသူ့အလုပ်ကသူများခိုင်းစီတဲ့အလုပ်အိယာကနိုးအောင်နှိုးကြတဲ့အလုပ်ကိုအရက်ကဝိုင်းပြီးတော့ကျွေးသမျှပေးသမျှစားတော့နေရတဲ့ဆင်းရဲသားတာမန်လူတယောက်သာဖြစ်ကြောင်းပါဗျာမဟုတ်ဘူးကွဟဲ့မင်းကြီးများဗျာမဟုတ်ဘူးကွဟုတ်ပါလေဗျာမဟုတ်ဘူးကွမင်းတို့ဆင်းရဲသားလို့ထင်ပေမဲ့လို့အဲ့ဒီယောက်ျားသည်များစွာသောပစ္စည်းရှိတဲ့လူသားဖြစ်တယ်အဲ့ဒီတော့ဗိမိသာရမင်းရဲ့အပမှာခစားပြီးတော့နေရတယ်
မောင်းမဖြစ်သောနန်းတွင်းသူတယောက်ကဘုရင်ကြီးဘက်နဲ့ကြောင့်ဒီတမန်